ဒီတစ်ခါမှာတော့နိုင်ရိုးရွာရဲ့တပေါင်းလာမှာပြုလုပ်နေကြတဲပုံစီတီတော်ပွဲလေးအကြောင်းကိုပြောပြချင်ပါတယ်အခုလိုပွဲရသည်ဆိုရင်တော့ရွာရကလေးတွေလည်းအရန်ကိုပျော်ကြတယ်နိုင်နဲ့မမေကတော့ပန်းတွေပြီးတော့နန္တာရည်တွေကိုအရင်ပြင်ဆင်နေတာပေါ့ပြီးရင်တော့မုံလုံးရီဖို့အတွက်လည်းပြင်ဆင်ထားသေးတယ်တဲပုံစီဒီဝဲမှာဝတ်ဖို့ချုပ်ဆရာရှိရာတွေကိုလည်းပြေးလွှားချုပ်ရသေးတယ်ပြီးတော့ချောင်းဆက်ကိုတွားပြီးတဲတွေကိုလည်းမနှက်ပြန်တဲပုံစီဒီတော်အတွက်ကလေးတွေနဲ့အတူတူပြင်ဆင်ထားရသေးတယ်ဒီနေ့တော့တဲပုံစီဒီတော်အတွက်အားလုံးပဲစီစီလုံးလုံးနဲ့ဝိုင်းဝန်းပြီးတော့လှုပ်အားပေးကြတယ်။မေမေကပြင်ဆင်ထားတဲ့နတာရည်လေးကိုလည်းယူလာသေးတယ်။အားလုံးကအရန်ကိုချစ်ဖို့ကောင်းတယ်။နိုင်ရိုးရွာရဲ့ပွဲကိုရွာနီးနားချောက်ကလူတွေလည်းလာပြီးတော့အားပေးကြတယ်။ကဲနိုင်လည်းပြင်ဆင်ပြီးပြီဆိုတော့ဘုန်းကြီးကျောင်းကိုသွားလိုက်ပါအောင်မယ်ရှင်။ရွာလေးရဲ့တပေါင်းပွဲကတော့အရန်ကိုတာယာလှပပါတယ်ရွာသားအလုံးစီစီလုံးလုံးနဲ့ပျော်ပျော်ရွှင်ရွှင်တီးကြဆိုကြနဲ့လဲကကြသေးရဲ့ရှင်စတုတိတာလူတွေကလည်းစီစီကားကားပဲရှင်တငယ်ချင်းရဲ့ရွှေရင်အင်စတူတီတာကိုလည်းစားခဲ့ပါသေးတယ်။ဖိုးကတော့ကလေးတတိုင်းနဲ့တပေါင်းလာရဲ့ရိုးရအကြောင်းကိုပြောပြနေပါလေရဲ့။မမေကလည်းသူ့ရဲ့စတူတီတာအလူလေးမှာဂျင်းနဲ့ပီတီတွေဖြားလို့ဒီညမှာတော့နိုင်ဤလည်းစုတွေအများကြီးတောင်းခဲ့ပါတယ်။ပြီးတော့ကောင်းကင်ကလမင်းကြီးကိုငေးကြည့်နေတဲ့အချိန်မှာပဲမထင်မှတ်ထားတဲ့ကြားလေးတစ်ခုဖြစ်ခဲ့ပါတယ်။သူကနန်းဤအတွက်ရက်တောင်လေးလက်ဆောင်ပေးတာပါဆိုလို့အားတင်းခဲ့ရသေးတယ်။ဒီနေ့တပေါင်းလေးကတော့နန်းဤအတွက်အမတ်တရလေးတစ်ခုရှိခဲ့ပါပြီရှင်။အားလုံးပဲကောင်းသောညလေးဖြစ်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။